အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မြန်မာကရိုနီရှာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ကတော့မြန်မာပြည်ကတောင်သူတွေအတွက်အကျိုးရှိမဲ့နည်းလမ်းကောင်းတွေနဲ့ KR Snake ကိုအခြေခံတဲ့ခေတ်သစ်သဘာဝစိုက်ပျိုးရေးပညာတွေကိုတင်ဆက်ပေးတဲ့အောင်စီပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က OSA ဆိုလို့ဦးရဲပါနော်ခေါင်းစဉ်နဲ့ပေါ့နော် Auto Salicylic Acid ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ပြောရမှာဖြစ်ပါတယ်အဓိကပြောရမှာကတောင်သူတွေတည်ထားတဲ့ဟာနိုက်ထရိုဂျင်ဖော့စဖောရက်ရပိုလက်ဆီယမ်အပြင်ပေါ့နော်အပင်တွေ9ရန်တော်လိုမျိုးအကာအကွယ်ပေးတဲ့မျိုးရှိတယ်ဆိုတာဖြစ်ပါတယ် OSA ဆိုတာဘာလဲဆိုရင်ဆီလီကွန်ဓာတ်ကိုအပင်ကစုပ်ယူရလွယ်အောင်ပြုလုပ်ထားတဲ့အရည်ပဲဖြစ်ပါတယ်လူတွေဗီတာမင်အားစေးတောက်တယ်လို့မျိုးပေါ့နော်အပင်တွေအားစေးရောအကာအကွယ်ရောဖြစ်ပါတယ်ဘလို့သုံးတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအပင်ကတန်မာယုံတွေမကဘဲနဲ့ပြင်ပရန်ပေါ့နော်ပုံမွာတာမလို့ရှိရင်ရာသီဥတုပေါ့နော်တိုက်ထုတ်နိုင်ဆိုရင်တိုးလာအောင်သုံးတာဖြစ်ပါတယ်အဲ့တော့သူ့မှာအကျိုးကျေးဇူးတွေကဘာတွေရလဲဆိုရင်အပင်ကိုခိုင်မာစေတယ်အပင်ကိုတန်ပြီးချက်ဝတ်တန်းစာဆင်ပေးလိုက်တယ်လို့ပါပင်စီတွေတန်မာလာလို့မိုးတက်လေးပင်တိုက်ရင်တော့လဲမကြအောင်ကာကွယ်ပေးပါတယ်ပြီးတော့တန်ခန့်နိုင်ရရှိတယ်ရင်ခဲ့တဲ့တန်အရန်ပူတဲ့တန်ရာသီဥတုဆိုးရတဲ့တန်တွေပေါ့ဒါမှမဟုတ်လို့ရှိရင်ရီဝတ်ပြီးတော့အငန်တက်များတဲ့တန်တွေကိုအပင်ကပိုခန့်နိုင်လာတာဖြစ်ပါတယ်ယောဂနဲ့ပုံမွားအပင်ရဲ့အရေးပြဆဲနေရန်ပေါ့နော်ထူထဲမှာကြောစီလို့ပုံမွားတွေကိုက်ရခတ်မယ်ပြီးတော့မှုယောဂတွေအလဲတကူမဝင်နိုင်ပါဘူးပြီးတော့အရက်တွေစိမ့်ဆိုမယ်အရက်တွေကပူပြားလာတယ်ပြီးလို့ရှိရင်ပူစိမ့်လာတဲ့အတွက်နေအောင်ကြီးကနေအစာချက်နိုင်ဆိုတာပူကောင်းလာပါတယ်အသီးတန်ရဲ့ရည်သေးအပွင့်နဲ့အသီးကျွေတာနဲသွားမယ်အသီးရဲ့အရည်ပြားမာလာလို့တေးယူပို့ဆောင်တဲ့အခါအနာအစာနဲတာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဟာဒီဘောနော် OSA ဆိုတဲ့ဟာဘောနော်ဘယ်နေရာမှာသုံးလဲဘယ်သီးနှံတွေမှာသုံးလဲဆိုလို့ရှိရင်စပားတို့ပြောင်းတို့ဂျုံအထူးသဖြင့်ဗျာစပားမှာဆိုလို့ရှိရင်မှုယောဂကာကွယ်ဖို့နဲ့အနံအောင်ဖို့အရန်ကောင်းပါလေဒီကောင်ကပြီးတော့ဟင်းသီးရွက်မှာဆိုလို့ရှိရင်ငရုတ်တို့ခရမ်းကျင်းတို့ဘေးရဲတို့ပြီးတော့ပဲပေါ့နော်စတာတွေအဲ့မှာအသီးရည်ပြလှဖို့နဲ့အထားခံဖို့တွေတုံးတာဖြစ်ပါတယ်ကျွန်တော်လိုမျိုးအခုပြီးပဲဝက်စီစိုက်တဲ့ဟာပဲစာအုပ်ဆိုတာမျိုးဆိုလို့ဒီကောင်ကိုတုံးလို့ရတယ်ပဲမျိုးစုံပဲဒီစိမ့်ပဲမြေပဲတွေမှာအပင်တန်းမာပြီးတော့အထွတ်နှုံးတိုးဖို့ပေါ့နော်မြေပဲတွေမှာဆိုရင်ပိုတိတာလေဗျအထွတ်နှုံးတိုးအကောင်းပါလေအသုံးပြုနည်းနဲ့ကျွန်တော်ဒီမှာစောင်းရရှောင်းရလေးကိုထပ်ပြောပေးပါနော်စီပြန်ပုံနဲ့ဖြန်းမယ်ဆိုရင်16လီတာပုံတစ်ပုံပေါ့နော်စီရ 10cc 20cc ကျွန်တော်တို့ပမာနည်းနဲ့ပြောမယ်ဆိုဇွန်ကြီးထမင်းစားတော့တစ်စုံခွဲကန်မယ်ထည့်ရမြေကြီးရဲ့ထည့်မယ်ဆိုရင်တေကကို 250cc နှိုးစီဘူးတဘူးခွဲကန်ထည့်ရပါတယ်အချိန်ကတော့ပင်တန်တန်းတစ်လျှောက်မှာ15ရက်တစ်ချိန်ဒါမှမဟုတ်လို့ရှိရင်2ချိန်ကနေ3ချိန်ဒီ3ပိန်လုံလောက်ပါပြီတတိပြုရမယ့်ချက်တွေကအေဂါလိုင်းတက်များတဲ့စီးတွေဥပမာဗျာကျွန်တော်တို့ဒီမှာခက်စားတယ်ဗောနော် online မှာလည်းရန်ခက်စားတယ်ဘော်ဒူးစီးဆိုတာအဲ့ကောင်ဘော်ဒူးစီးနဲ့ရောဖြန်လို့မရပါဘူးပြီးရင်စေးမဖြန့်ခင်ဘူးပုံကလမ်းညွန်ချက်ဗောနော်အဲ့အချက်လက်ပါတဲ့ဟာတွေကိုအမြဲကျွန်တော်တို့ကဖတ်မှာပဲအရင်ဖတ်ပြီးတော့မှအဲ့စီးကန့်ချက်တိုင်းတော့မှဖြစ်ပါတယ်ဒီစေးနဲ့ပတ်သက်ပြီးတော့ဗောနော်မီလီမီတာရှိရဲ့ဒါသုံးရင်ပိုးသက်စီးမလို့တော့ဘူးလားလို့မေးကြတဲ့ခါရှိတယ်ဒါကအပင်ကိုတန်မအောင်လုပ်ပြီးတော့ယောဂတန်ကိုအလိုလိုခုခံနိုင်ဆိုရင်မြင့်တင်ပေးတာပါပိုးရန်ကြရင်တော့ပိုးတက်စီ300အောင်မှဖြစ်ပြီးမယ်ဒီစီ3ထားရင်ပိုးကြတဲ့နှုတ်တိတတာရှော့နေသွားပါလိမ့်မယ်အဲ့တော့ဒီကုန်းရှော့လို့ရှိရင်စိုက်ပျိုးစိရှော့ချခြင်းအပင်ကိုခြေခံစပြီးတော့တန်မအောင်လုပ်ထားတာအကောင်းဆုံးပါပဲလို့ပြောရင်ကျွန်တော်ဒီမှာအဆုံးသတ်ချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးရင်လုပ်ပြီးသွားကြပါလုပ်ပြီးသွားတဲ့လူတွေအားလုံးကလည်းကျွန်တော်ကိုဝိုင်းပြီးတော့ဆက်လက် support ပေးကြပါအောင်လို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်